မိတော့ရင်တွင်ပူလောင်ကျွမ်းလမ်းတော်တဲ့လမ်းငပင်ထွက်ကနာစဉ်ရှေ့စမဲ့လက်ဖြတ်ပြန်ခြင်းပြီးသမုဒိယရဲ့ကြိုးမဲ့ချီတိုင်းကိုပန်းစုပ်တဲ့လောကအိုလူသားဝမ်းရတဲ့လွမ်းရခတဲ့ပြောလို့ဆုံးဖြတ်ကလဲလို့ပြန်ပြီလား